အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ဖြိုးမောက်ခင်ပါဒီဗီဒီယိုလေးထဲမှာအင်္ဂါသားသမီးတွေရဲ့2026နှစ်လပိုင်း February လအတွက်ပေါ့နော်အခြေအမြင့်တာကြီးကံကျမနာမည်ကိုဖတ်ပြီးမှဖြစ်ပါတယ်အင်္ဂါသားသမီးတွေကကိုရင်ထဲမှာအရင်ချစ်မြတ်နိုးရချစ်လဲချစ်မြတ်နိုးရတယ်အရင်လဲထောက်စစ်အစိတ်တောက်ဖြစ်စေတယ်သူ့ကိုလည်းနာကျင်စေရတယ်ကိုကိုလည်းတော်တော်လေးစိတ်ပင်ပန်းစေရတဲ့သူကိုမမေ့နိုင်မင်းနဲ့ဆွဲလန်းတန်းတာပြီးဒဏ်ရာတွေကိုထမ်းဖို့တည်ဆောင်ထားတယ်လို့မြင်တယ်အဲ့တော့ကိုချစ်တဲ့သူနဲ့ကိုနဲ့ကြားထဲမှာတဲ့ဂျားလူတွေပတ်ဝန်းကျင်နှောက်ယှက်တွေတချို့သောသူတွေကဆွေမျိုးသားချင်းမိဘအတိုင်းဝိုင်းတချို့သောသူတွေအတွက်ကကြတော့ဒါတတရလူပေါ့နော်တချို့သောသူတွေကမိဘတို့ဆွေမျိုးသားချင်းတို့တငယ်ချင်းမိတ်ဆွေတို့သူတငယ်ချင်းကိုတငယ်ချင်းဒီလိုကိစ္စမျိုးတွေရှိနိုင်တယ်လို့မြင်တယ်နော်တေချာပေါက်တော့ကိုဒီအခြေအနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးနာကျင်ခံစားနေရတယ်အဲ့တော့ February လထဲမှာလည်းစိတ်ပင်ပန်းနာကျင်မှုတွေကိုတွေ့ရအောင်မယ်လို့ဆိုလိုပါတယ်အိမ်အောင်ရေးကံကြမ္မာနမိတ်ကိုပြောပါမယ်အိမ်အောင်ပြုပြီးသားသောသူတွေကကြတော့တဲ့တယောက်နဲ့တယောက်နဲ့မာနာလေးအားပြိုင်တတ်တယ်အိမ်အောင်ရေးမှာအဖို့အထစ်တွေအထစ်အငေါ်တွေနဲ့သွားတတ်တယ်အဲ့တော့ long distance ဖြစ်နေတဲ့သူတွေတော့တစ်ချက်သတိထားပါအဆက်အသွယ်ပြတ်တတ်ပါတယ်တယောက်တနေရာစီဖြစ်နေတဲ့သူတွေကတော့အင်္ဂါသားသမီးတွေအိမ်အောင်ရေးအတွက်ပူဆွေးတော့ကရောက်တတ်ပါတယ်တဲ့အိမ်အောင်ရေးမှာပေါ့နော်ပျော်ပျော်ရွှင်ရွှင်မဟုတ်ဘဲနဲ့ပူလောင်ရတတ်တယ်တချို့သောသူတွေကအနည်းရထက်အဝေးကိုမျောလင့်နေတဲ့ပုံစံမျိုးလေးတွေမြင်တတ်တယ်အိမ်အောင်ရေးမှာဒါလေးတွေအထူးသတိထားရမယ်နော်အင်္ဂါသားသမီးတွေကအိမ်အောင်ရေးအရင်တော့ကလည်းအိမ်အောင်ရေးရှုပ်ထွေးမှုတွေဖောက်ပြန်မှုတွေကျွန်မ2020နှစ်မှာ9ထဲမှာဟောခဲ့ပေးတာတွေရှိတာဘူးနော်အဲ့တော့ဒီဟာတွေကလည်းလွန်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်မိမိတို့ရဲ့အိမ်အောင်ဒီအင်္ဂါသားသမီးတွေအနေနဲ့ကအထူးသတိထားစီချင်တာကကိုသုံးနေတဲ့ဖုန်းနံပါတ်နဲ့ကိုအိမ်အောင်ဘက်မှာသုံးနေတဲ့ဖုန်းနံပါတ်တွေမှာနော်68တို့86တို့နော်32တို့239တို့နော်နောက်တစ်ခုက639တို့36တို့6ခွန်းတို့ခွန်း6တို့ခွန်း5တို့5ခွန်းတို့ပါနေသတိထားရပါမယ်နော်လျှို့ဝှက်တော့အခြေအိမ်အောင်ရေးတွေနဲ့ဒီဂျားလူဝင်တာတွေတတိယသူဝင်တာတွေကြုံတွေ့တတ်တယ်ဒါလေးတွေကိုပြောချင်ပါတယ်ကျွန်မစီမှာတဲရော့ဘေးတွေမင်းမြန်းလို့ရတယ်အခြေရေးဆိုရင်အခြေစာတာစစ်လို့ရတယ်အိမ်အောင်ရေးစာတာစစ်လို့ရမယ် energy check ကျွန်မဒီလိုမျိုးကတ်တွေနဲ့ဟောရဲပေါ့နော်တဲရော့နမိတ်တွေဖတ်လို့ရပါတယ်အဲ့ဒါ energy check လို့ခေါ်တယ်စိတ်ဖတ်တာပေါ့နော်အဲ့တော့အိမ်အောင်ရေး energy check အခြေရေး energy check ဒါလေးရပါတယ်နောက်တစ်ခုကဖုန်းနံပါတ်နဲ့ပတ်သက်တဲ့ဗီဒီယိုအဟောဖုန်းနံပါတ်စစ်ဆေးခြင်းကိုသုံးနေတဲ့ဖုန်းနံပါတ်ဒီကိုအကျိုးပြုစေတာလားစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကိုလည်းကျွန်မဒီနေရာနေပဲဖိတ်ခေါ်ပါတယ်เนาะအဲ့တော့ကျွန်မစီမှာလာရောက်စစ်ဆေးလို့ရတယ်ဖုန်းနံပါတ်ပြောင်းလဲကင်ဆောင်လို့ရပါတယ်เนาะကိုဘဝအတွက်အကျိုးပေးမယ်ကိုကန်စားတာမှာเนาะအဲ့တော့ငွေဝင်ခြင်းတဲ့သူဆိုလို့ရှင်လဲငွေဝင်ခြင်းမဲ့ဒါမျိုးလေးတွေပေါ့เนาะအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်မနာမည်ဖြိုးမောက်ခင်ပါရှင်